အသက်60ရွယ်မျိုးသမီးတစ်ယောက်ဟာအလှပကိုပြန်လည်ရရှိဖို့အတွက်လှုပ်ဝက်ဆန်းပြတဲ့ဆေးရည်တစ်မျိုးတောက်လိုက်ပါတယ်။ရုတ်တရက်ဆိုသလိုပဲသူမရဲ့အိုးမင်းရေးရော်နေတဲ့ခန္ဓာကိုယ်ကနုပြိုလှပတဲ့ခန္ဓာကိုယ်ဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။မန်ထဲမှာကိုယ်ကိုကြည့်ပြီးသူမကလုံဝမ်းသာသွားကခင်မိုးဖြစ်သူကိုပြဖို့ပြေးလောက်သွားခဲ့ပါတယ်။ဒါပေမဲ့သူမရဲ့ခင်မိုးကသူမကိုစိတ်ကုန်ပြီးနေပြီဆိုတာကိုသူမမသိခဲ့ပါဘူး။ဒီမန်တရားကိုသိလိုက်ရတဲ့အခါသူမကရန်ကိုဒေါသထွက်သွားပါတယ်။စကားများရန်ဖြစ်ကြရင်လည်းဒေါသအဟုန်ကြောင့်ခင်မိုးဖြစ်သူကသူမကိုအတင်းတွန်းလွှတ်လိုက်တဲ့အခါသူမကလေကားပေါ်ကနေလိမ့်ကျသွားပါတော့တယ်။သူမရဲ့ခန္ဓာကိုယ်ကအယိုးတွေအကုန်ကျိုးသွားသလိုမျိုးပုံမြတ်ပန်းပြန်တွန်းလှန်သွားခဲ့ပါတယ်။ခင်မိုးဖြစ်သူကထိတ်လန့်တုန်လှုပ်ပြီးလူနာတင်ကားဖုန်းဆက်လိုက်ပြီးမယ်အဲ့ဒီချိန်မှာပဲထူးဆန်းတာတစ်ခုဖြစ်ပျက်ခဲ့ပါတယ်အဲ့ဒီမျိုးသမီးဟာမြေပြင်ပေါ်မှာ360ဒီဂရီလဲပတ်သွားပြီးတော့ရုတ်တရက်မတ်တက်ထရက်ကသူမရဲ့ခင်မုန်းစီကိုတက်တက်လျှောက်လာပါတယ်အခုတော့သူမကိုယ်လိုက်နဲ့တစ်ခုမှနေပြီဆိုတော့တိသွားပါပြီမန်ထဲမှာကြီးလိုက်တဲ့အခါသူမရဲ့ခေါင်းကနောက်ဘက်ကိုလဲထွက်နေတော့တွေးလိုက်ရပါတယ်ခင်မုန်းဖြစ်သူရဲ့မျက်လုံးတွေကထိတ်လန့်မှုမြင်လိုက်တဲ့အခါသူမကသူ့ရဲ့ခေါင်းကိုလက်တစ်ဖက်နဲ့ဆွဲကင်ပြီးမူလနေရာရောက်အောင်ပြန်လိမ့်လဲလိုက်ပါတယ်ဆေးရုံရောက်တဲ့အခါမှာသူမရဲ့ခန္ဓာကိုယ်ထဲမှာနှလုံးခုန်လည်းမရှိလို့တွေးလက်ပတ်မှုလည်းမရှိတော့ဆရာဝန်တွေတွေ့ရှိခဲ့တာပါတယ်သူမကနီးပညာအရပြောရရင်အသက်ရှင်နေတဲ့အလောင်းသာဖြစ်တယ်လို့ဆရာဝန်တွေကသတ်မှတ်လိုက်ပါတယ်ဒါကိုကြားလိုက်တဲ့အခါမျိုးသမီးဟာအမိလဲသွားပါတော့တယ်ဆရာဝန်တွေကသူမကိုတေးဆုံးကြောင်းလက်မှတ်ထုတ်ပေးပြီးရင်ခွဲရုံပို့လိုက်ကြပါတယ်အဲ့ဒီညမှာပဲခင်မိုးဖြစ်သူကသူမရဲ့အလောင်းရင်ခွဲရုံကနေတိတ်ဆိတ်ခိုးထုတ်လာခဲ့ပါတယ်လောင်းပြင်ဆရာတယောက်ဖြစ်တဲ့သူ့ရဲ့ကျွမ်းကျင်မှုတွေအသုံးပြုပြီးသူမရေပြားတွေကိုပြန်လည်ပြုပြင်ခဲ့ပါတယ်မျိုးသမီးတတိပြန်ရလာပြီးသူမရဲ့နုပြိုတဲ့ခန္ဓာကိုယ်ပြန်မြင်ရတဲ့အခါသူမကပျော်ရွှင်မှုတွေနဲ့ပြည့်နှက်သွားပါတယ်ဒါပေမဲ့သူမရဲ့ခန္ဓာကိုယ်မှာပြန်လည်အိုမင်းလာတာကြောင့်သူမကခင်မိုးဖြစ်သူကိုပါမသိနိုင်အောင်လုပ်ပေးဖို့အတွက်အဲ့ဒီဆေးကြီးကိုခင်မိုးဖြစ်သူရဲ့တောက်ဆရာတွေထည့်လိုက်ပါတယ်